self love ရဲ့ dream body ရဲ့ဒါတွေတော်တော်များများအခုရေပန်းစားကြတယ် trending နဲ့ဖြစ်နေရပေါ့နော်ငါအနေနဲ့ budget ကဒီလောက်ပဲရှိတော့ငါလှတဲ့ journey ကိုငါမသွားနိုင်သေးဘူး self love အစစ်ကကြကိုယ့်ရဲ့ inner self ကဘယ်လိုမျိုးအရာတွေလိုအပ်နေလဲကိုယ့်ရဲ့ inner self ကိုအမြဲတမ်းပြန်ပြီးတော့ဂရုစိုက်ပေးရမျိုးပေါ့ what's the best for me ပေါ့နော်အဲ့ဒါ self love journey အစလို့ပြောလို့ရတယ်ကိုယ့်ဘာအားမရရင်နဲ့ပဲငါအနေနဲ့ငါ push harder ပို့လုပ်ရမယ်ပေါ့နော် I need to push harder more ဆိုပြီးတော့အဲ့စိတ်နဲ့ပဲပို့ပြီးတော့လုပ်ဖြစ်တယ်ပို့ပြီးတော့စူးစမ်းဖြစ်တယ်ပေါ့နော်လုံးဝကို Chloe negotiate မလုပ်တဲ့အရာတွေပေါ့အဲ့ဟာလေးကို Chloe က list အတိုင်းထားပြီးရကအဲ့ list တွေကို go through နေ့စဉ်လုပ်ဖြစ်တယ် consistency ရှိဖို့ကဒီလို list လုပ်နေုံနဲ့မဟုတ်ဘူးဘာကြောင့်လုပ်ရတယ်ဆိုတဲ့တွန်းအားကကိုယ့်ရဲ့ကိုယ်အတွင်းထဲမှာသိနေနိုင်တယ်ပေါ့အားလုံးမင်္ဂလာပါအားလုံးမြန်မာ podcast ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ all တယောက်တည်းမဟုတ်ပါဘူးall နဲ့တူဆွေးနွေးမဲ့ The Chloe Connection က Chloe လည်းအတူရှိပါတယ် Chloe နဲ့လောက်မိတ်ဆက်ပေးပါအောင်အားလုံးနဲ့အားလုံးပဲမင်္ဂလာပါကျမတို့ Chloe ပါ The Chloe Condition page ရဲ့ပေးခိုင်ရှင် Body Active Way Elevate app ရဲ့ founder ဖြစ်ပါတယ် Chloe က health and fitness and also nutrition coach တယောက်ပါဒီနေ့မှာတော့ Olive နဲ့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးတွေအရန်ကိုရင်ခုန်နေပါပြီ Olive လည်းရင်ခုန်နေပါပြီပြီးတော့ Olive နဲ့ Chloe နဲ့ကဒါ first collaboration ပေါ့နော် Chloe ကအမျိုးသမီးတွေအတွက်သူတို့ဖြင့် healthy lifestyle ကိုသွားနေအမျိုးသမီးတွေအတွက်ဆိုရင်ဒါ fitness influencer တယောက်လည်းဖြစ်တယ်ပြီးတော့ပြီးဆို entrepreneur တယောက်လည်းဖြစ်တယ်အဲ့တော့ဒီ video တစ်လျှောက်လုံးမှာလည်းတော့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေရောOlive ရဲ့အတွေ့အကြုံရောပြီးတော့ Chloe ရဲ့အတွေ့အကြုံရောနှစ်ခုလုံးပါမယ်ပေါ့နော်ပြီးသွားရင် Olive တို့ကဆွေးနွေးတဲ့အချိန်ကျရင်ဒီရှေ့မှာမေကွန် box လေးပေါ်လာမယ်အဲ့ဒီမေကွန် box ပေါ်မူတည်ပြီးတော့ Olive တို့ကအချင်းချင်းအတွေ့အကြုံလေးတွေကိုမျှဝေပြောပြပေးသွားမှာ Okay အဲ့တော့အားလုံးပဲ ready ဖြစ်ပြီလားChloe ready ဖြစ်ပြီလား ready ဖြစ်ပြီစလိုက်ကြရအောင်ဒီ consistency နဲ့ပတ်သက်ပြီးတော့လူတွေကတော်တော်များများပြောကြရပေါ့နော်Oliveအရင်ပြောလိုက်မယ်Olive ကကြတော့လေကိုယ့်ကိုပြောင်းလဲစေတဲ့အလေးထားဘာလဲဆိုတော့ကိုယ့်ဘာကိုအားမရတာဖြစ်လောက်တယ်ဒါကတချို့အတွက်ကြတော့တမျိုးတွေးလောက်တယ်ပေါ့နော်Oliveကကြအဲ့လိုကိုယ့်ဘာကိုအားမရရင်နဲ့ပဲငါအနေနဲ့ငါ push harder ပို့လုပ်ရမယ်ပေါ့နော် I need to push harder more ဆိုပြီးတော့အဲ့စိတ်နဲ့ပဲပို့ပြီးတော့လုပ်ဖြစ်တယ်ပို့ပြီးတော့စူးစမ်းဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့တူထပ်ပြီးတော့အလေးထားတစ်ခုဆိုရင်တော့Oliveကဘာလဲဆိုတော့ self aware ပေါ့နော်ကိုယ့်ဘာကိုစမ်းစစ်နေရပေါ့အမြဲတမ်းငါဒါလုံးတဲ့နေငါဒါတွေလိုအပ်သေးတယ်အဲ့ဒီဟာလေးရောOliveကိုနည်းနည်းလေးစီပြောင်းလဲစေရအရာလို့တော့ထင်တယ်Chloeအတွက်ဆိုရင်ရောဘယ်လိုရာပြောင်းလဲစေလဲChloe ကတော့အချက်နှစ်ချက်ရှိရပေါ့နော်တစ်ခုကတော့ consistency ဆိုတဲ့အတိုင်းသူကgood days ကို bad days ကို show up လုပ်ရတာဖြစ်တဲ့အတွက် Chloe ကတော့ဒါ non negotiable list ပေါ့အဲ့လိုမျိုးလေးထားပြတယ်ဆိုတော့ non negotiable လုံးဝကို Chloe negotiate မလုပ်တဲ့အရာတွေပေါ့အဲ့ဟာလေးကို Chloe က list အတိုင်းထားပြီးရကအဲ့ list တွေကို go through နေ့စဉ်လုပ်ဖြစ်တယ်ကိုမလုပ်ချင်တဲ့နေ့တွေမှာတော့မှစူးစမ်းပြီးတော့non negotiable list just to tick off ပေါ့နော်နောက်တစ်ခုကကျတော့တွန်းအားပေါ့နော်ခုန Olive ပြောတာဆိုလို့ရှိရင်ကိုအားမရတဲ့အချက်တွေကိုရှိရဲဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ Chloe ကတွန်းအားတစ်ခုလည်းလိုအပ်တယ်ပေါ့ consistency ရှိဖို့ကဒီလို list လုပ်နေုံနဲ့မဟုတ်ဘူးဘာကြောင့်လုပ်ရတယ်ဆိုတဲ့တွန်းအားကကိုယ့်ရဲ့ကိုယ်အတွင်းထဲမှာသိနေနိုင်တယ်ပေါ့နော်ဆိုတော့တွန်းအားတစ်ခုကိုလည်းရှာဖို့အတွက်ကို Chloe က suggest လုပ်ချင်တယ်ဆိုတော့ဒီနှစ်ခုပူးပေါင်းလို့ရှိရင်တော့ပို့ပြီးတော့ဒီလိုအလေးအထားကောင်းတွေကို consistency ရှိလုပ်နိုင်မယ်လို့ယုံကြည်ပါတယ် Olive curious ဖြစ်တာလေးတခုရှိရအဲ့ဒါ non negotiable list ပေါ့နော်အဲ့ဒါ audience အတွက်ဆိုရင် Chloe share ချင်တဲ့ one of the list တခုကဘာဖြစ်လောက်မလဲမသိChloe အတွက်ကကြတော့ non negotiable ဆိုတော့ Chloe ကိုဥပမာလေးနဲ့အရင်စပြောမယ်ပေါ့နော်ဆိုတော့မျက်နှာတက်တယ်အိယာထားလို့ရှိရင်မျက်နှာတက်တယ်သွားတိုက်တယ်မနက်စာစားတယ်ပေါ့ဒါတွေက Chloe ရဲ့ habits ပေါ့နော် non negotiable ဆိုရဲနေရာမှာလဲကိုယ့်အတွက်ကောင်းမဲ့ထင်တယ်ကိုယ့်ရဲ့ future အတွက်ကောင်းမဲ့ထင်တဲ့အရာလေးတွေကို list လုပ်ထားတာပေါ့ခုနကပြောရဲ Chloe မနက်စာအိယာထားရဲသွားတိုက်တဲ့ routine ဆိုတာကိုယ့်ရဲ့တကွေးတန်ရှင်းရေးရှိမယ်ပြီးလို့ရှိရင်ဒါနေ့စဉ်ဒါကိုယ့်ရဲ့energy အတွက်အစားအသောက်စားတာရှိမယ်ပေါ့နော်အဲ့လိုမျိုးပဲကိုယ့်ရဲ့ life မှာလည်း non negotiable list ဆိုတာကိုယ့်ရဲ့ personal development အပိုင်းပြီးလို့ရှိရင်ကိုယ့်ရဲ့ကျန်းမာရေးအပိုင်းကိုယ့်ရဲ့ career အပိုင်းပေါ့နော်စိတ်ပိုင်းဆိုင်ရာ mindset mindfulness အဲ့လို category လေးကိုခွဲပြီးတော့တစ်ချက်စီပေါ့ not just one ဒါပေမဲ့တစ်ချက်စီ category တစ်ခုတိုင်းမှာထားရှိဖို့အတွက်ကိုအကြံဉာဏ်ပေးခြင်းနဲ့ပေါ့ဟုတ်Okay ဒါဆိုရင် Olive ကကြတော့လေ Olive လည်းမမေးဘဲနဲ့ပြောလိုက်တော့မယ် non negotiable list ဆိုရင် Olive ကဘာဖြစ်လောက်မလဲဆိုတော့ကိုယ့်ရဲ့ body နဲ့ချိတ်ဆက်တာဖြစ်လောက်မယ်ထင်တယ်တခါတလေကြရင်လူအများစုကစိတ်ညစ်တယ်ဆိုရင် Olive အပါဝင်ပေါ့နော်တော်တော်များများဒီတိုင်းလေးပဲငုတ်တုတ်ထိုင်လိုက်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ဘာမှအလှုပ်ရှားမပေးဘူးပေါ့နော်ဒါပေမဲ့ခန္ဓာကိုယ်အလှုပ်ရှားပေးလိုက်တဲ့အချိန်ကြရင်ငါအနေနဲ့ဒါလေးလုပ်လို့ရသေးရပဲငါ control လုပ်လို့ရဒါလေးရှိသေးရပဲဆိုရင်စိတ်နဲ့ Olive ပို့ပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါတော့ Olive တော့ non negotiable ဖြစ်လောက်တယ်အဲ့ဒါနဲ့ဆက်ပြီးပြောရရင်
self love ပေါ့နော်ဒီ self love ရဲ့ dream body ရဲ့ဒါတွေတော်တော်များများအခုရေပန်းစားကြတယ် trending လည်းဖြစ်နေရပေါ့နော်မြို့သမီးတွေဆိုလည်း dream body လိုချင်တယ်ဒါပေမဲ့တချို့ကြတော့ dream body ကိုသွားတယ်လမ်းမှာကိုယ့်ဘောက်ကိုမချစ်သေးဘူးငါဒီလိုခန္ဓာကိုယ်ရမှာငါဘာငါချစ်မယ်အဲ့လိုလေးဖြစ်ကြရပေါ့နော်မကလေးအဲ့ဒါနဲ့ပတ်သက်ရင်ရောအတွေ့အကြုံလေးရှိလားအများကြီးပေါ့နော် Gloria ဒါသူသဖြင့်အမျိုးသမီးတွေကို coach လုပ်တဲ့ coach တွေအားဆို Gloria ဒီ career မှာအမျိုးသမီးထောင်နဲ့ချီပြီးတော့တွေ့ခဲ့ဘူးတယ်ဒီလိုအားကစားလုပ်ဖို့အတွက်ပဲလာတာပဲဒါပေမဲ့ရည်ရွယ်ချက်မျိုးမျိုးနဲ့လာကြတာပေါ့နော်တချို့ကြတော့ဒီလို unsatisfied ဖြစ်တာပေါ့ဒီလိုမျိုး perfect body ရမှာတချို့ကြတဲ့ခါကျတော့လေသူရဲ့ ideal body model တယောက်ရဲ့ပုံကိုယူလာပြီးတော့ဒီလိုမျိုးဖြစ်ချင်တယ်ဆိုရယ် dream body မျိုးပေါ့Gloria ကတော့ဒါ coach တယောက်အနေနဲ့အကြံဉာဏ်ပေးချင်လို့ရှင် dream body ဆိုတာဒါ society ကသတ်မှတ်တဲ့ standards ကိုခဏမေ့စေချင်တယ်ဥပမာ society ကတော့ပြောလိမ့်မယ်ခါလေးသေးမှာတင်လေးလှမှာဆိုရယ်သူ perfect standards ဆိုတာရှိလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့လို standards ကိုခဏမေ့ထားပြီးရောကိုယ့်အတွက်အကောင်းဆုံး version ကဘယ်လိုမျိုးလဲ it could be the strong version ဥပမာခွန်အားအရှိဆုံး version ကကိုယ့်အတွက်အကောင်းဆုံး version လားနေလို့အကောင်းဆုံးပေါ့ပါပြီးတော့ကျန်းမာရေး version ကကိုယ့်အတွက်အကောင်းဆုံး version လားဒါမှမဟုတ်ခုနလိုမျိုးခါလေးသေးပြီးတော့တင်လေးကားပြီးတော့muscle တွေ build up လုပ်ထားတဲ့ဟာမှာကိုယ့်ရဲ့အကောင်းဆုံး version လားကိုယ့်ရဲ့အကောင်းဆုံး version တစ်ခုကကိုယ့်ရဲ့ dream body လို့ခေါ်ပြီးစပြီးသတ်မှတ်စေချင်တယ်ပေါ့နော်အဲ့တော့ societal standards တွေအားလုံးကိုဒီနေ့စပြီးတော့မေးလိုက်ပါကိုယ့်ရဲ့ dream body ကဘာလဲဆိုတာကိုယ့်အတွက်နေထိုင်လို့အကောင်းဆုံး body တစ်ခုပါပဲပေါ့နော်ဟုတ်တယ်။အော်လက်ကတော့အရင်ကဆိုရင် K-pop idol တွေရဲ့ dream body လိုက်ကြည့်ရပါတော့။ငါသူ့လိုပိန်ရမယ်အဲ့လိုမျိုးစိတ်ကလေးရှိရဲ။ဒါပေမဲ့နောက်ပိုင်းကျတော့ strong ဖြစ်ဖို့ပဲပို့ပြီးတော့သွားလိုက်တယ်။ဥပမာရေတန့်ဘူးမနိုင်မလားထားပါတော့။ကွန်ပျူတာဆိုကာကွယ်နိုင်မလားအဲ့သဘောတရားနဲ့ပဲသွားလိုက်တယ်ဟုတ်။ Olive ကဒီလို dream body နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဒါ social media မှာလည်းတွေ့နေရတယ်ဆိုတော့လေကို reflect ပြန်လုပ်မိတဲ့အပိုင်းလေးရောရှိလား။ reflect လုပ်မိတဲ့အပိုင်းဆိုရင်တော့များသောအားဖြင့် Olive ကကြတော့healthy body ကိုသွားနေတဲ့ဘက်တော့သွားတယ်ဒါပေမဲ့အဲ့လို bike ကနည်းနည်း bike ပူတဲ့ခါကျတော့တစ်ခါတလေအဲ့လိုနှိုင်းရှင်မိရမှာနော်ဘယ်လိုနှိုင်းရှင်လဲဆိုတော့သူကဒီလိုမျိုးလေးဝက်လိုက်လှတယ်သူ့အနေနဲ့ကြတော့ဒီလိုမျိုးခန္ဓာကိုယ်လေးရှိရခါဒီအဆင်ပြေတာပေါ့ငါကြတော့ဒီနေရာကြီးကအစီတွေဖြစ်နေတဲ့ခါကျတော့ဘယ်လိုမှအဆင်မပြေဘူးဆိုပြီးတော့အဲ့လိုမျိုးအတွေ့အကြုံလေးတော့လည်းရှိဘူးတယ်နောက်ပိုင်းကျတော့လေဒီ social media မှာမြင်ရတဲ့အရာတွေက highlight သဘောပဲရှိရပေါ့နော်အဲ့တော့ငါအနေနဲ့ငါအတွက်ပို့ပြီးတော့မကလို့ပြောသလိုပါငါအတွက်ပို့ပြီးတော့ကောင်းတဲ့ version ကပါလဲငါအတွက်အဆင်ပြေတဲ့ version ကပါလဲအဲ့ဖက်ကိုပဲလည်းဖက်ပြီးတော့ reflect လုပ်ဖြစ်တယ်ပေါ့ဒါပေမဲ့တစ်ခါလေကြောက်လေလူကလည်းအမြဲတမ်းဒီလိုအမြဲတမ်းမြင်နေတာမရှိဘူးပေါ့နော်အဲ့လိုကိုယ်တိုင်လည်းအဲ့လိုမြင်လိုက်တခါတလေစိတ်တက်ကြလိုက်အဲ့လိုပဲသွားနေရပေါ့နော်ဒါပေမဲ့စိတ်ကိုတော့အမြဲတမ်းငါစိတ်နဲ့ကိုယ်နဲ့ကပူလို့တယ်ဆိုပြီးတော့အဲ့လိုပြန်ပြီးတော့ကိုယ်စိတ်ကိုငါ healthy version သွားနေရလားဒါမှငါနှိပ်စက်နေရလားအဲ့ဒီဟာလေးရောလည်းပြန်ပြီး reflect လုပ်ဖြစ်တယ် Gloria အဲ့ဒါကို self love အစစ်လို့တကယ်ပြောချင်တယ်ပေါ့ self love ဆိုတော့အမြဲတမ်းတသက်မထဲကိုချစ်ရမယ်ဆိုပြီးတော့ဥပမာထားလိုက်ပါလက်ဆောင်တွေဝယ်ပေးရကိုအကောင်းဆုံး treat လုပ်တယ်ဆိုတော့ဒါကကြတော့ဒါပြင်ပအပိုင်းက take care လုပ်တဲ့ဟာပေါ့နော်ဒါပေမဲ့တကယ် self love အစစ်ကကြကိုယ့်ရဲ့ inner self ကဘယ်လိုမျိုးအရာတွေလိုအပ်နေလဲကိုယ့်ရဲ့ inner self ကိုအမြဲတမ်းပြန်ပြီးတော့ဂရုစိုက်ပေးရမျိုးပေါ့ခုန Olive ဆိုလို့ရှင် social media မှာရှိတဲ့ standards တွေကိုဘယ်လိုမှလက်မခံနိုင်တော့တဲ့အခါမှာကိုပဲပြန်ပြီးတော့မေးဖြစ်တယ်ဆိုတဲ့အခါပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာတကယ် self love အစစ်အဲ့ဒါလည်း practice လုပ်ရတယ်နော်ဆိုတော့ချက်ချင်းတမ်းပြီးတော့ self love ဆိုပြီးတော့အဲ့လိုမဖြစ်ဘူးစချင်းကတော့ comparison ရှိတယ်ဒီ comparison threat ပေါ့နော်တွေ့ဝေသွားတယ်ဒါပေမဲ့ဖြည်းဖြည်းချင်းကိုပြန် practice လုပ်ပြီးငါ့အတွက်ဘာအကောင်းဆုံးလဲဆိုပြီးတော့အဖြေရှာတာကတော့ဒါ self love journey ရဲ့အစပေါ့နော်what's the best for me ပေါ့နော်အဲ့ဒါ self love journey အစလို့ပြောလို့ရတယ်online video ကြည့်ရသူအများစုကကြတော့တော်တော်များများသူတို့ glow up ဖြစ်ချင်ကြတယ်ပြီးရင် healthy mindset ပြီးရင် self love ပေါ့နော်အဲ့ဘက်ကိုသွားချင်ကြတယ်တချို့ကြတော့နည်းနည်းညီးတာလေးရှိဘယ်လိုလဲဆိုတော့ငါအနေနဲ့ budget ကဒီလောက်ပဲရှိတော့ငါလာတဲ့ journey ကိုငါမသွားနိုင်သေးဘူးအဲ့လိုမျိုးလေးရှိရပေါ့နော်မကလို့အဲ့ဒါကြတော့အဲ့လို mid လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လူတွေကအဲ့လိုတွေးနေတာဖြစ်နိုင်တယ်အဲ့ဒါအတွက်ကိုမကလို့ဆွေးနွေးချင်တာရှိတာself love တို့ခုနကပြောတဲ့ activities တွေอ่ะပေါ့เนาะဒီလိုကိုလှအောင်နေကိုချစ်တယ်ဆိုတာကဒါပတ်စံဒီလုံးဝပိုရှန်ပြည့်စုံနေမှာမဟုတ်ဘူးပေါ့ basic တွေကလည်းစလို့ရတယ်ဆိုတာကိုလူတိုင်းအောင်သိစေချင်တယ် Chloe self love journey စခဲ့တော့က early 20s ပေါ့เนาะဒါ Chloe ရဲ့ journey နဲ့ရှင်းပြီးပြောရမယ်ဆို early 20s လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်ကျော်အခါတုန်းကဆိုလို့ရှိရင်ပြည့်စုံမှုဆိုတာဘာမှမရှိသေးတဲ့ဒီ journey ရဲ့အစပေါ့เนาะဆိုကျောင်းသူကျောင်းသားအကျောင်းပြီးရဲ့အချိန်ပေါ့အလုပ်များစွာဆိုလဲစဝင်တဲ့အချိန်ပေါ့
အဲ့တော့ကဘာလေးလုပ်ခဲ့လဲဆိုကိုယ်မှာရှိတဲ့အရာ resources လေးနဲ့စခဲ့တယ်self love ဆိုတဲ့နေရာမှာကိုမသိသေးရလေးပြန်ပြီးသင်ယူတဲ့အရာလေးရှိမယ်ပြီးလို့ရှိရင်ကိုယ်မှာရှိတဲ့မြန်မာအစားအစာကိုပဲ healthy ဖြစ်အောင် CEO short ချက်မယ်အငန်ဒီ short စားမယ်ပြီးလို့ရှိရင်ကိုအဲ့တော့အင်အားကန်ပါဘောနော်အင်အားကန်ပါမှာ land ထွက်လျှောက်တာမျိုး 10k step ခြေလမ်း1000ပေါ့နော်အဲ့တော့ဆို gym membership တွေပါရမှာ gym နေအောင်မှာအများကြီးမပေါ်သေးဘူး membership တွေဆိုလည်းမတက်နိုင်ခဲ့ဘူးပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရီးယားလူငယ်တယောက်အနေနဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေနဲ့ဘယ်လိုမျိုးကို self love journey စတင်မလဲ movement ကိုဘယ်လိုလုပ်မလဲကျန်းမာရေး version ကိုဘယ်လိုတည်ဆောက်မလဲဆိုတာလုပ်ခဲ့ရဖြစ်တဲ့အတွက်အရင်လဲ budget friendly version နဲ့စလို့ရတယ်လို့ကိုရီးပြောချင်ပါတယ်ဒီလိုမျိုးဟို gym ဝတ်စုံတွေဝယ်လိုက်မှအကောင်းဆုံးဖက်နက်တွေဝယ်စီးလိုက်မှ gym trainers ဖက်နက်တွေပေါ့နော် shoes တွေဝယ်စီးလိုက်မှဒီလိုမျိုး steak တွေစားမှအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ကိုမှရှိတဲ့အရာနဲ့အကောင်းဆုံးစတင်လို့ရပါတယ်လို့ကိုမရှိရနဲ့အကောင်းဆုံးစားလို့ရတယ်ဒါကတော့ကြည့်တဲ့ audience တွေဒီ message ကိုရမယ်လို့တော့လည်းမျှော်လင့်ပါတယ်ဟုတ်မကလိုကြီးကိုကြည့်လိုက်ရင်ပေါ့နော်အဲ့ the Chloe condition ဆိုတဲ့အကောင့်ကိုလည်းကြည့်ဖြစ်တယ်အဲ့လိုကြည့်ရဲ့ချိန်ကျတော့ video တွေဆိုလည်းအများအားတက်တယ်ပြီး event တွေဆိုလည်းမကလိုအများအားသွားနေရပေါ့နော်ပြောမှဆိုရင် motivation တအားဟို motivation အချိန်တိုင်းရှိနေရလို့အဲ့လိုမြင်နေရတယ်ပေါ့အားကစားလုပ်တာတွေရောပြီး entrepreneur အပိုင်းတွေရောအဲ့တော့မကလိုကြီးအတွက်ဆိုရင်ဒီ motivation အများအားရှိနေအောင်လို့ဘယ်လိုလုပ်ဖြစ်လဲmotivation ကဒါ olive လည်းသိမှာပေါ့နော် motivation ကတကယ်ကို comment ကိုတက်တဲ့အချိန်ရှိရကြရဲ့အချိန်ရှိရပေါ့နော်အမကတော့ motivation ကိုခုနကပြောသလိုမျိုးအမ non negotiable list လို့ပြောခဲ့ရနော်ဆိုတော့အဲ့အကြောင်းဘာနဲ့ချိတ်ဆက်လဲဆိုတော့အမအမြင်နဲ့စီကန်းနဲ့ပြန်ပြီးတော့ကိုပြန်ထည့်မှတ်တယ်ပေါ့ဆိုတော့အမနိုင်ငံခြားမှာနေရတဲ့အခါပြီးတော့ especially ကိုယ်ပိုင်လုပ်ငန်းလုပ်ရတဲ့အခါကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုတဲ့အခါမှာလူတွေကကြည့်လိုက်လို့ရှိရင်ဒါ easy life လို့ထင်ကြတာရှိမယ် freedom လို့ထင်ကြတာရှိမယ်ဒါပေမဲ့ပို့ပြီးတိုးတက်ဖို့ခက်တဲ့ life လို့လည်း Chloe တစ်ခါတလေမြင်မိတယ်ဘာလို့လဲဆိုတော့ကိုတောက်လျှောက် pressure ပေးနေတဲ့သူကိုတောက်လျှောက်လမ်းညွှန်နေတဲ့သူ leader တယောက်ကိုရှေ့မှာမရှိတဲ့အခါမှာပေါ့နော်တွန်းကကိုစီကပဲလာနေတယ်။ဟိုမှာကိုမနဲ့အိယာထားလိုက်လို့အလုပ်ထားလုပ်တဲ့အခါလဲဒါကိုယ့်ရဲ့ choice ပဲ။ကိုအိယာထဲမှာလဲနေလိုက်မယ်ဒီနေ့တော့မလုပ်တော့ပါဘူးဆိုလဲကိုယ့်ရဲ့ choice ပဲဆို။အဲ့လိုလူမျိုးတယောက်အတွက်ကကြောင့် motivation ကတက်ဖို့လဲလွယ်တယ်လို့မျိုးကြဖို့လဲအရန်လွယ်တယ်ပေါ့နော်ဆိုတော့ entrepreneur တွေအရန် related ဖြစ်မယ်လို့ထင်တယ်။ဆိုတော့အဲ့ခါကျရင်ကိုရိုဘာနဲ့ပြန်ထင်းလဲဆိုစီကံပေါ့နော်။ကိုယ့်ရဲ့ lifestyle ကိုစီကံရှိနေနိုင်တဲ့အခါကျတော့မှကိုပို့ချနေတဲ့ကိုယ့်ရဲ့ platform ကဒါ authentic ဖြစ်မယ်ကိုယ့်ရဲ့ platform ဒီနဲ့ align ဖြစ်မယ်ပေါ့နော်ဒါတွေအားလုံးကကိုယ့်ရဲ့ wise တွေပေါ့ဘာကြောင့်ဒါကိုစားခဲ့လဲဆိုတော့အားလုံးချိတ်ဆက်လိုက်မယ်ဆိုရင်တော့ကိုရီးယားတော့လေကိုဘာကြောင့်စားခဲ့ရဲဆိုရည်ရွယ်ချက်တစ်ခုအဲ့ရည်ရွယ်ချက်ကြောင့်ပဲကိုစီကန်းရှိတတ်အောင်နေတတ်လာတယ်ပေါ့နော်ဒီလို authentic platform ဖြစ်ဖို့ကိုယ့်ရဲ့ branding နဲ့ align ဖြစ်တဲ့ lifestyle မှာတကယ်နေထိုင်ဖို့ဆိုစီကန်းရှိတဲ့ lifestyle ဖြစ်လာတယ်နောက်တစ်ခုကတော့ fitness ပေါ့နော် fitness ကလည်းကိုရီးယားစီကန်းရှိစေခဲ့တယ်အစားအသောက်ဒီအနေထိုင်လှုပ်ရှားမှုအပိုင်းမှာပေါ့နော်စီကန်းရှိစေခဲ့တယ်ဆိုတော့နောက်ဆုံး motivation ကိုကိုရီးယားစီကန်းနဲ့ပဲပြန်ပြီးတော့ control လုပ်တယ်လို့ပြောချင်တယ်ပေါ့နော်Olive လည်းအတူတူပဲ Chloe ကိုသာမေးတာပေါ့ Olive လည်းအရန်ကို thriving woman တယောက်ပေါ့နော် Chloe Olive ရဲ့ profile ကြည့်ပြီးဆိုလို့ရှိရင်လည်းအရန်ကိုပညာရေးလည်းရတယ်ပြီးတဲ့အခါကျသူများကိုလည်းပြန်ပြီးမျှဝေ motivate လုပ်နိုင်တယ်ပေါ့ဆိုအဲ့ motivation တွေရောဘယ်ကနေလာလဲ Olive လည်းဖြည့်ပေးပါအောင်အဲ့ motivation ကတော့အထူးသဖြင့်တော့လေ goal တွေပေါ့နော် goal တွေအများသောအားဖြင့်အဲ့လို set လုပ်ထားတယ်ပေါ့ဘယ်ချိန်ဘယ်ကာလမှာဘယ် goal ဖြစ်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးတွေသွားတာလည်းများတယ်အဲ့များသောအားဖြင့် Olive ကကြတော့နည်းနည်း sensitive ဖြစ်တဲ့ဘိုင်းကိုပို့သွားတယ်ပေါ့ sensitive ဖြစ်တယ်ဆိုတာနည်းနည်း emotion ဖြစ်တယ်ပေါ့အရင်ကဆိုရင်ဘယ်လောက်တောင်ဆိုလဲဆိုတော့တခုခု emotion နဲ့ဖြစ်ပြီးဆိုတာနဲ့ဘာလုံးမှမလုပ်တော့ဘူးပြီးတော့ Olive ကိုယ်တိုင်ကလည်း freelance သွားနေရပေါ့နော်သွားနေတဲ့အခါကျတော့ freelancer ကြီးကြတော့လုပ်ချင်လည်းရတယ်မလုပ်ချင်လည်းရတယ်ဆိုတဲ့ဟာမျိုးအဲ့လိုသွားတယ်ပေါ့နော်သွားတဲ့အခါကျတခါတလေ emotion ဖြစ်တဲ့အခါမလုပ်တော့ဘူးငါမလုပ်လည်းဘာမှမဖြစ်ဘူးဆိုရယ်စိတ်ကနေနဲ့သွားရပါတော့ပြီးတော့မကလိုကြီးပြောရလေလေနားထောင်ရင်းနဲ့တစ်ခါတလေကြာရင်ကိုကမနဲ့အိယာနိုးတဲ့အချိန်ကြာရင်ငါ့ကိုတွန်းအားပေးမဲ့သူလည်းမရှိဘူးဒါပေမဲ့ငါလုံးရမယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဟာနဲ့ဆက်ဆက်ပြီးတော့လေဘာတွေးမိလဲဆိုတော့လေလုံးလေးဖြစ်တယ်ဆိုတဲ့ဟာလေးတစ်ခါတလေတော့လည်းခံစားမိရမကလိုကြီးရောဘယ်လိုနေလဲတော့မသိဘူးပေါ့နော်အဲ့လေဆိုလည်းအဲ့လိုဒီ video creator တော့သွားနေရသွားတဲ့အချိန်ကြာရင်အခက်အခဲတွေရှိတာပေါ့နော်အဲ့လိုအခက်အခဲတွေရှိရဆိုရင်ငါတယောက်တည်းဖြေရှင်းနေရတယ်ဆိုရယ်ခံစားချက်ကလေးတစ်ခါတလေဝင်နေပေါ့နော်ဟိုဘယ်လိုပြောရမလဲဒီ entrepreneur like ပဲဖြစ်ဖြစ် video creator like ပဲဖြစ်ဖြစ်အသစ်အစမ်းနေအောင်လည်းတော့မှအများတန်း challenging ဖြစ်နေရပေါ့နော်အဲ့ချိန်ကြာရင်ကိုယ့်ရဲ့ခံစားချက်ကိုပဲနားလဲတယ်ဆိုတော့အရာလေးကြုံရတယ်လို့တော့အဲ့လိုမြင်နေပေါ့နော်အဲ့လိုတော့ကတော့အဲ့လို motivation ကိုတက်စေတဲ့အရာဆိုရင်တော့ဖြစ်နိုင်တာကကိုယ့်ရဲ့အိတ်ချိန်နေပြောရပြီဆိုရင်အစားအသောက်တွေအဲ့ဒါအပါဝင်ဘာလဲဆိုတော့ကိုယ့်ဘာကိုပြောတဲ့စကားတွေလို့လည်းမြင်တယ်တခါလေကြာရင်လည်းတော့အဲ့လို negative bias ပိုများတယ်လို့
ကိုပေါ့တွေးမိတယ်ကိုယ်တိုင်လည်းအဲ့လိုပဲပြီးတော့လူများဆိုတာလည်းအဲ့လိုပဲအဲ့လို negative bias တွေပိုများကြရပေါ့နော်အဲ့လိုထားပါတော့ချိန်နေတစ်ခုဆိုရင်ရေခွက်တစ်ခွက်ဆိုရင်လည်းတော့ရေတဝက်ပဲပြည့်တယ်ဆိုပြီးတော့တချို့အများစုကမြင်တယ်ဒါပေမဲ့တချို့ကြတော့လေအများကြီးပြည့်နေပြီပဲဒါ empty ဖြစ်တာမှမဟုတ်တာပေါ့နော်အဲ့လိုမျိုးလေးပဲကိုပေါ့ကိုတွေးတဲ့အတွေးတွေကိုပေါ့ပြောတဲ့စကားတွေရောလေအရင်အထက်ဆိုင်နည်းနည်းလေးတတိထားပြီးတော့နားထောင်နေပြီးတော့ကိုပေါ့ကိုလည်းမေးခွန်းနေမေးရပေါ့နော်အဲ့ဒါတွေကပဲရောလေကို motivation ကိုအရင်ကတပိုရှိစေတယ်လို့တော့မြင်တယ်ဟုတ်ကဲ့မကလို့ရောရှိလားအဲ့လိုလုံးရှိတာပေါ့ပွင့်လဲတော့ပြောကလို့ဆိုဒီ workshop တွေမှာအများကြီးပြောပြတယ်ပေါ့နော် negative self talk တွေကို positive self talk ပြောင်းရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြောတာတော့လွယ်တယ်ဒါပေမဲ့အရာအလုံးကလေကိုယ်ယုံကြည်ရလေ့ကျင့်ရတယ်ဘယ်သူမှမွေးရတက်နေတာမရှိဘူးလေ့ကျင့်မှများတဲ့အခါမှာ practice makes better practice makes perfect ပေါ့နော်ဆိုတော့ဒီလေ့ကျင့်မှုတစ်ခုနဲ့ထပ်ခါလုပ်သွားလို့ရှိရင်ဒါတွေအားလုံးကတဖြည်းဖြည်းကိုယ့်အတွက် natural ဖြစ်လာမယ်လို့ယုံကြည်ရပေါ့ခုန Olive ပြောတဲ့ဒီ lonely ဖြစ်တယ်ပေါ့နော်ဒီ entrepreneurship က lonely ဖြစ်တယ်ဆိုရယ်အဲ့ journey ကိုလည်းတစ်ခါတည်းကြာ it's a fact လက်ခံတာရယ် Olive ဆိုလို့ရှိရင်လည်းဒါ Olive စခဲ့ project ရှိရယ်ဆို Olive ရဲ့ why ကိုကိုသိရယ်ပေါ့နော်ဆိုတော့အမလည်းအဲ့လိုမျိုးပဲကိုယ့်ရဲ့ why ဒီ project စီစခဲ့တဲ့အတွက်ဆိုတော့ဒီ why တွေကိုကြာတော့ဘယ်သူမှကိုယ့်လိုမသိနိုင်အောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှဒါကိုနားလည်ပြီးဖို့အတွက်လည်းမျှော်လင့်နေလို့မရဘူးပေါ့နော်ဆိုတော့ဒီ journey ကလုံးဝ lonely ဖြစ်တယ်ဆိုတာကိုဘယ်လိုပြေဝလက်ခံထားရပေါ့ Olive ရဲ့ပြေဝလက်ခံတာ acceptance ကလည်းအရေးကြီးတယ်ပေါ့နော်ပြောရမယ်ဆိုရင်တခါလေကြာရင်အဲ့လို acceptance ကိုလက်ခံဖို့တအားခက်ခဲပေါ့နော်အဲ့ချိန်မှာဘာပါလာလဲဆိုတော့ stress ဆိုတာပါလာတယ် Olive ကကြာအဲ့လို stress ပါပြီဆိုတာနဲ့ကို control လုပ်လို့ရတဲ့အစားအသောက်ဘက်ကိုပို့ပြီးတော့သွားတယ်အဲ့တော့ stress eating ဆိုပြီးတော့တော်တော်များများပြောကြရပေါ့နော်မကလိုကြီးလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့တွေးကြုံရှိရင်ရှိလောက်တယ်ပြီးတော့ client တွေမှာလည်းအဲ့လို stress eating လုပ်နေသူတွေပါလောက်မယ်မကလိုကြီးအဲ့ဒါလေးနည်းနည်းတော့ share ပြပါအောင်stress eating is very real မိန်းကလေးတွေဆိုပူအောင်ဆိုသေးတယ်ဒါ emotion တွေဒါအများ emotional eating ပေါ့နော်ဆိုအဲ့ဒါတကယ်ဟုတ်တယ်ဒါပေမဲ့ဒါကို overcome လုပ်တဲ့နည်းကို Glory ရဲ့ clients တွေကိုပြောပြတာလေးရှိရပေါ့နော်ဆို stress eating ဆိုတာကိုကလှုပ်လိုက်တဲ့ကာလမှာဒီပြဿနာလေးကိုယာယီပဲဖြေရှင်းပေးတာဒါကိုစားလိုက်တဲ့အတွက်ကြောင့်မလို့ဖြစ်သွားမယ် stress နဲ့ဆိုလို့ရှိရင် it's not like you are replace လုပ်လိုက်တာပေါ့ you are solving the problem ကိုဖြေရှင်းလိုက်တာမဟုတ်ပြဿနာကို replaceလုပ်လိုက်တာဆိုနောက်ထပ်ပြဿနာတစ်ခုကနောက်ပိုင်းမှာနေထိုင်မကောင်းတာတို့ bloating ဖြစ်တာတို့ဆိုကိုအားမရဖြစ်မယ်အဲ့ရော Gloria အကြံဉာဏ်လေးတစ်ခုပေးမယ်ပေါ့နော်အဲ့ဟာကို stress eating လုပ်တော့ပဲကို emotional eating တစ်ခု emotion ကစားကျင်နေပြီဆိုလို့ရှိရင်ရေတစ်ခွက်တောက်လိုက်ပါရေတစ်ခွက်ကိုပြည့်အောင်တောက်လိုက်ပါရေတစ်ခွက်တောက်ပြီးရတဲ့ကိုကဒီအစားထိုးလုပ်နိုင်မဲ့ activity တစ်ခုကိုစဉ်းစားပါဆိုတော့ဒီ activity ကဥပမာလမ်းလျှောက်ထွက်တာလည်းဖြစ်မယ်ဒါမှမဟုတ်အစားမစားဘဲနဲ့ TV ကြည့်လိုက်တာလည်းဖြစ်မယ်ချင်းနားထောင်တာလည်းဖြစ်မယ် movement မှမဟုတ်ဘူးပေါ့နော်ဒီအစားတောက်ကလွယ်တဲ့ activity တစ်ခုကိုရအစားထိုးခိုင်းတာပေါ့ဆိုတော့ရေတောက်လိုက်တာကကျတော့ it's like breaking point ပေါ့ဒီနေရာမှာ cut off လုပ်မယ်ပြန်ပြီးကို reset လုပ်လိုက်တယ်ပေါ့အဲ့လိုမျိုး habit လေးဖြည်းဖြည်းချင်းကျင့်ယူတာလေးကိုတော့ကိုအကျဉ်းဉာဏ်ပေးဖြစ်တယ် it's been working Glory clients တွေတော့အရန်အလုပ်ဖြစ်တယ်ပေါ့ဆိုတော့အဓိကကျတော့ stress ရပြီဆိုလို့ရှိရင် overwhelm ဖြစ်ပြီးဘာမှမစဉ်းစားနိုင်တော့တာအဲ့ခါမှာခုနကပြောလိုက်တဲ့ရေတောက်လိုက်တာဒါ signal ပေါ့နော် okay Glory မှာထားတယ် coach မှာထားတယ်ဆိုတော့အဲ့လိုမျိုးနဲ့ practice လုပ်သွားတာကို Glory ကတော့ပို့ပြီးတော့အားပေးတာပေါ့နော် activity အစားထိုးတဲ့နည်းပေါ့ဟုတ်အဲ့လို activity အစားထိုးတဲ့အချိန်ကြာရင်ရောအဲ့လိုလေ့ကျင့်ခန်းနဲ့အစားထိုးမယ်ဆိုရင်လေမြန်မာနိုင်ငံမှာကြတော့လို့ပြောရမလဲ application တွေကသိမရှိဘူးပြောလို့ရတယ် exercise နဲ့ပတ်သက်ပြီးတော့လေမကလိုကြီးမှာရောအဲ့လို application အတွေ့အကြုံညွှန်းချင်တာရှိလားရှိရ Gloria အခုဒါ elevate ဆိုပြီးတော့ Gloria fitness app ပေါ့နော်မြန်မာပြည်မှာပထမဆုံး women strength training app ပေါ့အမျိုးသမီးတွေအတွက်ဒါအလေးမားတဲ့ strength training application တွေကို launch လုပ်ထားတယ်လွန်ခဲ့တဲ့2လကမှ launch လုပ်ထားတာပေါ့နော်ဆိုတော့အထူးသဖြင့်ကဘာလဲဆိုလို့ရှိရင်ခုနကပြောလိုမျိုးအိမ်မှာနေပြီးတော့လေ activity တစ်ခုခုလုပ်ချင်တဲ့သူတွေ gym ကိုသွားပြီးလေဘာကနေစလို့ရမယ်မသိရသူတွေပေါ့နော်ကိုယ်တိုင်လည်းဒီ journey ကိုဖြတ်ကျော်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက beginner ပဲဖြစ်ဖြစ်ကိုက advanced intermediate ပေါ့နော် base level ဖြစ်ဖြစ်ကစားနိုင်တဲ့ဒါ strength training အမျိုးသမီးတွေအတွက်လည်းအရန်ကိုအကျိုးရှိတဲ့ movement တစ်ခုပေါ့အဲ့ဟာကို Gloria အခြေခံပြီးတော့ fitness app လေးတစ်ခု launch လုပ်ထားပါတယ် elevate လို့ခေါ်ပါတယ်ဆိုတော့ဒီထဲမှာ join မှုကြရတဲ့သူတွေလည်းပါမယ်ထင်ပါတယ်တချို့တွေမ join မှုသေးလို့ရှိရင်လည်း try ကြည့်ပါလို့ Gloria ပြောချင်ပါတယ်
တကယ်လို့ဒါစိတ်ဝင်စားရဆိုရင်တော့ OLED TV အောက်မှာ link လေးတွေချပေးထားမယ်ပေါ့နော်ဆိုတော့နောက်ဆုံးမိကုန်းလေးရောလည်းတို့သွားလိုက်မယ်ပေါ့နော်ဒါဆိုရင်application အကြောင်းလည်းပြောပြီးဆိုတော့နောက်တစ်ခုသိချင်တာလေးပေါ့နော်အခုတော်တော်များများအမျိုးသမီးအများစုက independent ဖြစ်တဲ့ဘက်ကိုသွားခြင်းကြရတယ်ပေါ့နော် independent ဖြစ်တာနဲ့တို့နောက်ကနေပါထပ်လိုက်လာတယ် strong ဖြစ်ဖို့လိုက်လာတယ်ပေါ့OLEDကိုရင်လည်းခုနအစောပိုင်းမှာပြောခဲ့သလိုနည်းနည်း sensitive ဖြစ်တဲ့ emotional ဖြစ်တယ်ဆိုတော့တချို့ရအဲ့ဒီအပိုင်းမကြိုက်ကြဘူး strong version ကိုသွားခြင်းကြရတယ်ပေါ့ Mac ကိုကိုတိုင်းလည်းတစ်ခါတလေအဆင်ပြေတာတွေလည်းရှိနိုင်တယ်အဆင်မပြေတာတွေရှိနိုင်တယ်ဒါပေမဲ့ I need to be strong ဆိုတဲ့စိတ်ကတော့အများနဲ့ရှိနေမယ်လို့လည်းမြင်တယ်Mac ကိုအတွက်ဆိုရင် strong version ကိုဆိုရင်ဘယ်လိုမျိုးသွားနေလဲ Mac Chloe ကတော့ Chloe ရဲ့ lifestyle ပေါ့နော် lifestyle ရဲ့ပြီးတော့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ဖြစ်တည်မှုပေါ့နော်အဲ့ဟာကို Chloe အိမ်လေးတစ်လုံးလို့မြင်တယ်ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ့်ရဲ့ body home ပေါ့နော်ဆိုအိမ်လေးတစ်လုံးလို့မြင်တယ်ဆိုတော့ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ lifestyle ကိုယ့်ရဲ့ကိုယ်ခန္ဓာဒီလိုကိုယ့်ရဲ့ stronger version ပေါ့နော်စိတ်ပိုင်းဆိုင်ရာပြီးတော့ဒီ physical ပိုင်းဆိုင်ရာအကုန်လုံးဒီအိမ်လေးကိုအလှပဆုံးဘယ်လိုမျိုးဖြစ်အောင်တည်ဆောက်မလဲဆိုရဲပုံစံမျိုး method မျိုးနဲ့ပဲအမြင်ရသွားဖြစ်တယ်ဥပမာmovement ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအိမ်လေးအတွက်ကို movement တွေအရန်ကောင်းတယ်ပေါ့နော်တက်ကြီးလာတဲ့အခါမှာဒါ longevity အတွက်ပြီးလို့ရှိရင်ဒီအစားအသောက်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲ nutrition ဆိုလည်းတန်းစင်တဲ့အစားအစာတွေစားလို့ရှိရင်ကိုယ့်ရဲ့ကိုယ်တွင်းအင်္ဂါတွေအတွက် aging အတွက်ပေါ့နော်ကောင်းမယ်ဒါဒီလိုမျိုးပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာလည်းကောင်းတာတွေထည့်လို့ရှိရင်ဒါ mental health အတွက်ကောင်းတယ်ဆိုတော့ကိုယ်အိမ်လေးတစ်လုံးတည်ဆောက်တယ်လို့မျိုးပဲပေါ့နော်ဆိုတော့ strong version မှာလည်းအတူတူပဲ physically mentally strong ဖြစ်အောင်လို့ Chloe ကတော့နေ့စဉ်အလေးအထလေးတွေကိုတော့အမြဲတမ်းစူးစမ်းပြီးလုပ်ဖြစ်တယ်ဒီရေတောက်တာတို့ပြီးလို့ရှိရင် movement ပေါ့နော်လှုပ်ရှားမှုပြုလုပ်တာပြီးတန်ရှင်တဲ့အစားအစာကို priority လို့အများဆုံးလုပ်ပြီးတော့ percentage အများစုကိုရွေးစားတာပေါ့ဥပမာ70 30 80 20အမြဲတမ်း clean မစားနိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းကိုက80%လောက်ကိုကိုယ့်ရဲ့ lifestyle မှာကောင်းတာကိုရွေးချယ်တယ်နောက်တစ်ခုကတော့ sleep ပေါ့နော် sleep ကလည်းအရင်အရေးကြီးတယ်ဒါ recovery လုပ်မှကိုယ့်ရဲ့ကိုယ်ခန္ဓာကိုဒါအနားပေးမှာပဲနောက်နေ့အကျိုးကို energy ရှိနိုင်မှာနောက်ဆုံးတစ်ခုကတော့ environment ပေါ့နော်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေအတိုင်းအဝိုင်းဒီ environment ရဲ့ energy ကိုတကယ်ကို selective clean ဖြစ်အောင်ထားရတယ်ပေါ့ Chloe ကကြောင့် strong version ဆိုတာတော့ဒါပါပဲကိုယ့်ရဲ့အိမ်လေးကိုအခိုင်အမာဆုံးအလှပဆုံးဖြစ်အောင်တည်ဆောက်မယ်ပေါ့နော် Olive ရဲ့ strong version ကဘယ်လိုလေးဖြစ်မလဲ Olive ရဲ့ strong version လို့ပြောရမယ်ဆိုရင်တော့ခုနောက်ပိုင်းလည်း mantra သဘောမျိုးပေါ့နော်ကိုယ့်ဘောက်ကိုအမြဲတမ်းဘယ်လိုပြောဖြစ်လဲဆိုတော့ I am a person who never breaks a promise ပေါ့နော်ကို promise ကိုဘယ်တော့မှ break မလုပ်တဲ့သူတယောက်ဆိုပြီးတော့လည်းအမြဲတမ်းအဲ့ဟာကိုတွေ့ရပါတော့အဲ့ဒီစကားကိုအမြဲတမ်းလို့ affirmation အနေနဲ့လည်းပြောဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ strong ဖြစ်လာဖို့ဆိုတာကိုပေးတဲ့ကတိကိုတည်နိုင်အောင်လုပ်ဖို့လိုတယ်ဆိုပြီးတော့ပေါ့နော်အဲ့ဒါနဲ့တော်တော်လေးထပ်ပြီးတော့ငါအနေနဲ့ strong ဖြစ်ဖို့ဆိုရင်ငါ emotion ကိုနည်းနည်းလေးနောက်ကနေလိုက်တာလေးရက်တင်တယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဘာထပ်လိုက်လာလဲဆိုတော့ who never follow her emotion ဆိုတဲ့သဘောမျိုးလေးသွားလိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပဲဆက်ပြီးတော့ပဲပြောမယ်ဆို affirmation ရွတ်တယ်ပေါ့ affirmation ရွတ်လိုက်ပြီးရင်တစ်ခါတလေကြလည်းအဆင်မပြေဘူးဆိုလဲနားတင်တယ်ဆိုတဲ့အချိန်လေးရှိရအောင်အဲ့ချိန်ဆိုလည်းငါအနေနဲ့နားဖို့တော့ငါဘာကခွင့်ပြုတယ်အဲ့လိုအတွေးနေနေရောလဲတဖြည်းဖြည်းနဲ့တော့သွားနေပေါ့နော်များသောအားဖြင့်တော့လူတွေကအဲ့လိုနေချင်းချက်ချင်း strong ဖြစ်ချင်ကြတယ်ဒါပေမဲ့အဲ့လို strong ဖြစ်ဖို့ဆိုတဲ့ဟာကြတော့လူတွေရဲ့ perspective တွေကိုလေ့လာတာပြီးတော့လူတွေအကြောင်းကနေတဆင်ငါအနေနဲ့ဘယ်လိုလုပ်လို့ရလဲသူတို့ကငါဘယ်လိုနားလည်ပေးလို့ရလဲအဲ့ဒါလေးတွေကိုကတဖြည်းဖြည်းနဲ့လေ့လာရင်ပို့ပြီးတော့ mature ဖြစ်လာတယ်ပို့ပြီးတော့ strong ဖြစ်လာတယ်လို့တော့လည်းမြင်တယ်ပေါ့နော်မကလိုကြီးပြောရလေးလည်းတော်တော်လေးကောင်းတယ်အိမ်လေးတစ်အိမ်အနေနဲ့ဒီဟာကိုသတ်မှတ်ထားတယ်ဆိုတဲ့ဟာလေးပေါ့နော်ဒီကြည့်တဲ့ viewer တွေလည်းကိုယ့်ရဲ့ဒီ strong version ကိုဒီလိုအိမ်လေးတစ်အိမ်နဲ့ဖြစ်တော့ affirmation Olive ခုနပြောခဲ့သလိုအဲ့လိုမျိုးလေးလုံနိုင်နေဆိုရင်တော့အရင်ထက် strong woman ဖြစ်လာမယ်ပြီးတော့ပို့ပြီးတော့လည်းလှတဲ့အမျိုးသမီးပေါ့နော်ဟို budget ဆန်လှတဲ့အမျိုးသမီးပေါ့အဲ့လိုမျိုးလေးဖြစ်လာမယ်လို့တော့လည်းယုံကြည်တယ်မကလိုကြီးရောတခြားပေးခြင်းတဲ့ message လေးရှိသေးလားတခြားပေးချင်တာတော့အများကြီးမရှိပါဘူးတကယ်လို့အခုဒီကြည့်နေတဲ့သူတွေထဲမှာပေါ့နော်ကိုက project တစ်ခုစရမှာပဲဖြစ်ဖြစ်အကြီးဆုံးဖြစ်ဖြစ်အသေးဆုံးဖြစ်ဖြစ်ဒီ habit ပဲဖြစ်ဖြစ် project ပဲဖြစ်အရာလေးတစ်ခုပေါ့နော်ဆိုလို့ရှိရင် perfect time ကောင်းဆုံးအချိန်ဆိုတာမဆောင်ပါနဲ့ perfect time ဆိုတာမရှိပါဘူးအဲ့တော့ဒီ video လေးကနေကြည့်ပြီးတော့ motivation တွေ encouragement တွေအများကြီးရရှိမယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့အခုပဲစတင်လိုက်ပါကိုယ်စိတ်ထဲမှာရှိတဲ့အရာလေးတစ်ခုပေါ့နော်ဆိုတော့ဒီကနေပြီးတော့ခွန်အားကြီးပေးချင်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှေ့လျှောက်လဲ Olive တို့နဲ့ဆုံးကျင်နေဆိုရင်Olive အခုပြထားတဲ့ဒီ social media platform တွေမှာပြီးတော့ Maclo ကြီးရဲ့ဒီ social media platform တွေပြီးတော့ပြထားတဲ့အကုန်လုံး logo တွေအောက်မှာအဲ့ရနေတစ်စင် Olive တို့နဲ့ဆက်သွယ်လို့ရတယ်ပြီးတော့ Maclo ကြီးနဲ့လည်း101တွေရောယူလို့ရလား Maclo ကြီးတဲ့101 coaching ရှိရဲ့ fitness တို့ personal branding တို့ Chloe ရဲ့ page မှာသွားပြီးတော့အောင်စားမေးမြန်းလို့ရပါတယ်။ Chloe အိမ်မှာသင်တန်းတွေလည်းရှိပါတယ်ပေါ့နော်။
ရှေ့လျှောက်လဲ online network လို့နဲ့တခြားအတူတူစူးစမ်းမယ်ဆိုတဲ့အရာလေးရှိသေးရပေါ့နော်အဲ့ဒီအရာတွေတော့လဲ stage မှာထပ်ပြီးတော့လဲပို့ပြီးတော့ကောင်းတဲ့အရာတွေရောက်လာမယ်လို့တော့လဲတို့နှစ်ယောက်လုံးမျှော်နေပါတယ် အားလုံးပဲကောင်းကောင်းလေးလေးချစ်ကြပါစေရှင် bye